အသုံးပြုနေစေကမ္ဘာရှိအကြဆုံးတရားဂရိနိုင်ငံပီလိုပိုနီဒေသမှာတည်ရှိတဲ့အာခေးရှင်းလို့ခေါ်တဲ့ဒီတရားဟာကမ္ဘာပေါ်မှာအခုထိတိုင်အသုံးပြုနေစေဖြစ်တဲ့ရှေးအကြဆုံးတရားအဖြစ်သတ်မှတ်ခံထားရပါတယ်ခရစ်တော်မပေါ်မီနှစ်ပေါင်း1300ဂရိကျေးခေတ်ကလေးကတည်ဆောက်ခဲ့တာလို့မှန်းဆရပါတယ်အာခေးရှင်းတရားကိုကြီးမားတဲ့ထုံးကြောက်တုံးကြီးတွေကိုဘီလက်မြေလုံးဝမသုံးဘဲတစ်ခုနဲ့တစ်ခုအံဝင်ခွင်ကြဖြစ်အောင်စီပြီးဆောက်လုပ်တဲ့စိုက်လိုပီမက်ဆိုနီလို့ခေါ်တဲ့နည်းပညာကိုသုံးပြီးတည်ဆောက်ခဲ့တာဖြစ်ပါတယ်။မူလတုန်းကတော့စစ်ရေးလမ်းမကြီးရဲ့အစိပ်ပိုင်းတစ်ခုဖြစ်ပြီးမြင်းရထားတွေတွာလာဖို့အတွက်ရည်ရွယ်ပြီးတည်ဆောက်ခဲ့တာဖြစ်နိုင်ပါတယ်။ဒီတရားကြီးဟာအလျား22မီတာအနံ2.5မီတာအမြင့်4မီတာရှိပါတယ်။အောက်ခြေမှာတော့1မီတာအကျယ်ရှိတဲ့ရေထုံမြောင်းတစ်ခုလည်းပါပါတယ်။အခုခေတ်ကားတွေတောင်ဖြတ်တန်းသွားလာနိုင်သေးလောက်အောင်တရားမျက်နှာပြင်ကခိုင်ခန့်နေစေဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း3000ကျော်ကဂရိတွေရဲ့ယဉ်ကျေးမှုရဲ့အင်ဂျင်နီယာပညာဘလောက်အဆင့်မြင့်ခဲ့လဲဆိုတာကိုဒီတရားကြီးကပြသနေတာဖြစ်ပါတယ်။ဒီတရားကြီးဟာနှစ်ပေါင်းထောင်ချီကြာအောင်မပျက်စီးဘဲခိုင်ခန့်စွာရပ်တည်နေတာကသမိုင်းကိုမျက်နှိုးသူတိုင်းအတွက်အမခန်းတည်ဆောက်မှုတစ်ခုလို့ဆိုရမှာဖြစ်ပါတယ်။